ဘာတလီမှာတင်ဟာတိတ်ကပျော်ရွှင်ခဲ့တဲ့အချိန်တွေအတိတ်ကအောင်မြင်မှုတွေဒါမှမဟုတ်အရင်ကကိုပြန်တတိယနေမိရင်လက်ရှိရှေ့တက်တယ်မှာရှိနေတဲ့အရာတွေကိုလုံးဝသတိမထားမိပဲဖြစ်နေပါလားကျွန်တော်တို့ဒါကိုသတိမထားမိပဲခဏခဏလုံနေကြတယ်လမ်းတွေကိုဖြတ်မောင်းသွားပေမဲ့ဘာမှမမြင်လိုက်ဘူးထမင်းဝိုင်းမှာထိုင်နေပေမဲ့ဟင်းရဲ့အရာသာကိုခံစားမိတယ်ကိုချစ်ရတဲ့သူတွေနဲ့တညာလုံးအတူတူရှိနေပေမဲ့စိတ်ကတော့တခြားနေရာအတိတ်ကဖြစ်ရတဲ့ခုစီကိုရောက်နေတတ်ပါတယ်။အတိတ်ဆိုတာတိတ်ကိုပြီးပြင်းလုံးနဲ့ရှင်သန်နေတယ်လို့ပဲလက်ရှိရဲ့မြေယာမှုတွေထက်အတိတ်ကပိုပြီးလုံခြုံတယ်လို့ခံစားနေရတယ်။ဒါကြောင့်ပဲကျွန်တော်တို့ဟာဘဝကိုနောက်ပြန်မျက်နှာမူပြီးရှောက်လန်းနေကြတာပါ။ဘယ်ဟိုသွားနေလဲဆိုတာထက်ဘယ်ကလာခဲ့တယ်ဆိုတာကိုပဲကြည့်နေမိကြတယ်။ဒီနေ့ပုံပြင်လေးကတော့တိဘက်တောင်တန်းပေါ်မှာရှေးဟောင်းဘုန်းတော်ကြီးကျောင်းတူကျောင်းကတည့်ရလေးပါပဲ။ရဟန်းငယ်လေးတစ်ပါးရဲ့ထူးဆန်းတဲ့အမှုကျင့်တစ်ဆင့်ကနေဘဝအတွက်အရေးကြီးဆုံးသင်ခန်းစာကိုရရှိသွားခဲ့ပါတယ်။ရိုးရှင်းပေမဲ့သင်ဘဝကိုပြောင်းလဲစေနိုင်တဲ့အားအင်ရှိနေပါတယ်။ဇလန်းကနောက်ပြန်လျှောက်တဲ့ရဟန်းတစ်ပါးအကြောင်းတင်မဟုတ်ပါဘူး။ရှေ့ကိုမျက်နှာမူဖို့ကြောက်ရွံ့နေကြတဲ့ကျွန်တော်တို့အားလုံးရဲ့အကြောင်းလည်းဖြစ်ပါတယ်။ဒီမွန်တာတောင်တန်းပေါ်ကလေထုပါလာပြီးကောင်းကင်ပြားကြီးဟာမှုတ်တရားကြီးလိုနှက်ဆိုင်တဲ့နေရာမှာငိမ့်ချမ်းရာရက်လို့ခေါ်တဲ့ကျောင်းတော်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီမှာရဟန်းအပါ40သတင်းသုံးနေကြပြီးလက်ရှိအခိုက်အတန့်မှာအတိတရားနဲ့နေထိုင်နိုင်ဖို့ကြင်ကြံနေကြတာပါ။ဒီထဲမှာပေမလို့ခေါ်တဲ့ရဟန်းငယ်တစ်ပါးရှိပါတယ်။ပေမဟာအသက်18နှစ်မှာကျောင်းကိုရောက်လာတာဖြစ်ပြီးမှတ်ဉာဏ်သိပ်ကောင်းပါတယ်။ရှီဟောင်းကျမ်းစာတွေကိုတလုံးမကျန်ရွတ်ဆိုနိုင်တယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပြောခဲ့တဲ့စကားတွေကိုလည်းအသေးစိတ်မှတ်မိနေတတ်တယ်။သူကျောင်းတော်ကိုဆက်ရောက်တဲ့နေ့ကကောင်းကင်ရဲ့အယောင်သူ့မိနှုတ်ဆက်တဲ့စကားလုံးတွေကျောင်းတကဝါကကြောက်ပြားရဲ့အထီးတွေကိုတောင်အတိအကျမှတ်မိနေပါတယ်။သူ့ရဲ့မှတ်ဉာဏ်ဟာသူ့အတွက်အကြီးမားဆုံးလက်ဆောင်ဖြစ်ခဲ့ပေမဲ့တဖြည်းဖြည်းနဲ့သူ့ကိုပိတ်လောင်ထားတဲ့အကျဉ်းထောင်တစ်ခုဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာတော့ပေမဟာမနက်ခင်းလမ်းလျှောက်ရင်းခဏခဏရပ်ပြီးနောက်ကိုပြန်ကြည့်တတ်တာပါနောက်ပိုင်းမှာတော့ပိုပြီးထူးဆန်းလာပါတယ်ပေမဟာလမ်းကိုနောက်ပြန်ကြည့်ပဲရှောက်ပါတော့တယ်မျက်လုံးကိုသူရှောက်ခဲ့တဲ့နောက်ကလမ်းပေါ်မှာပဲစိုက်ကြည့်ပြီးဟုံမုတ်တွေပေါ်ကသူ့ခြေရာတွေကိုကြည့်ရင်နောက်ပြန်ရှောက်နေတာပါတခြားရန်တွေကတီးတိုးပြောကြတယ်စိုးရိမ်ကြတယ်ဘာလို့အဲ့ဒီလိုရှောက်တာလဲလို့မေးကြတော့ပေမကပြုံးပြီးနောက်ကအရာတွေကိုလက်မလွတ်ချင်လို့ပါလို့ပြန်ဖြေခဲ့ပါတယ်။ဒါကိုကျောင်းနိုင်ဆရာတော်ကြီးလာမတန်စင်ကတတိထားမိနေပါတယ်။တမနက်မှာတော့ဆရာတော်ကြီးဟာပေမလာမဲ့လမ်းကကြောက်ခုံပေါ်မှာစောစောစီးစီးထိုင်ဆောင်နေပါတော့တယ်။ပေမနောက်ပြန်လျှောက်တဲ့အခါဆရာတော်ကြီးကလှမ်းခေါ်လိုက်ပါတယ်။ပေမလာအောင်ငါဘေးမှာခဏထိုင်ပါဦးခဏကြာမှဆရာတော်ကြီးကမေးပါတယ်။မင်းအဲ့ဒီလိုနောက်ပြန်လျှောက်တဲ့အခါဘာတွေကိုမြင်ရတယ်လဲ။ပေမကတပည့်တော်ရဲ့ရွှေရာတွေကိုမြင်ရပါတယ်ဖေ။လျှောက်ခဲ့သမျှခြေလမ်းတိုင်းကိုမြင်နေရပါတယ်။ကျောင်းကိုရောက်လာတဲ့နေ့အဖေနေပကောင်းတို့ကမပြုစုလိုက်ရတာတငယ်ချင်းနဲ့စကားများပြီးမချော့လိုက်ရတာအားလုံးကိုထင်းသားမြင်နေရပါတယ်ဖြေပါတယ်။ဒါဆိုမင်းရဲ့ရှေ့တက်တဲ့မှာကောဘာမြင်လဲလို့ဆရာတော်ကထပ်မေးလိုက်ပါတယ်။ပေမကဘာမှမသေးကြဘူးဖေ။မသိနိုင်တာတွေပဲရှိတယ်လို့ဖြေပါတယ်။ဆရာတော်ကြီးကကောင်းငင်ပြီးဒါဆိုပုံပြင်တစ်ပုတ်နားထောင်ကြည့်အောင်လို့မိန့်ပါတယ်။ကိုရှိတို့ကလူတယောက်ဟာကျေပြန်ပြီးအန်ရများတဲ့မြေတစင်းကိုဖြတ်ကူဖို့ကြိုးစားနေတယ်။လှီလည်းမရှိတရားလည်းမရှိတော့သူကိုယ်တိုင်တစ်သားတွေຫນွယ်ပင်တွေနဲ့ခိုင်ခန့်တဲ့ဖောင်တစည်းကို3ရက်ကြာအောင်လုပ်ခဲ့တယ်။အဲ့ဒီဖောင်နဲ့ပဲမြစ်ကိုအသက်လူပြီးဖြတ်ကူးခဲ့ရတယ်။ဟိုပကန်းရောက်တော့သူဟာသူ့အသက်ကိုကယ်တင်ခဲ့တဲ့ဒီဖောင်ကြီးကိုတိတ်ကျေးဇူးတင်လို့ထားမသွားနိုင်တော့ဘူး။ဒါနဲ့ဖောင်ကြီးကိုပခုံးပေါ်ထမ်းပြီးတောထဲကိုဆက်လျှောက်သွားတော့တာပေါ့။ဖောင်ကလေးတော့လမ်းမှာရှိတဲ့တစ်မြစ်တွေကိုတိုက်မိတယ်။ရှေ့ကိုလည်းကောင်းကောင်းမမြင်ရဘူး။လမ်းသွားလမ်းလာတွေကဒါကြီးကိုဘာလို့ထမ်းတာလဲလို့မေးတဲ့အခါသူကဒီဖောင်ကငါ့တက်ကိုကဲခဲ့တာငါစွန့်ပစ်လို့မရဘူးလို့ပဲဖြေပါတယ်ဒီလိုနဲ့သူဟာဘဝတစ်လျှောက်လုံးဒီဖောင်ကြီးကိုဝန်တုံးဝန်ပိုးအောင်မှာခါကိုင်းပြီး
ရှေ့ကလှပတဲ့မြင်ကွင်းတွေကိုမမြင်နိုင်ပဲဖြစ်ခဲ့ရတယ်။ဆရာတော်ကြီးကပေမကိုကြည့်ပြီးဖောင်ဆိုတာမြစ်ကိုဖြတ်ကူးဖို့ပဲတစ်သက်လုံးထမ်းထားဖို့မဟုတ်ဘူးလို့မိန့်ပါတယ်။အတိတ်ဆိုတာလည်းဒီလိုပဲမင်းရဲ့မှတ်ဉာဏ်တွေဆုံးရှုံးမှုတွေအမားတွေကမင်းကိုဒီနေရာဒီချိန်ဒီအခိုက်အတန့်ကိုရောက်အောင်ပို့ဆောင်ပေးကြတဲ့ဖောင်တွေပဲ။သူတို့ရဲ့တောင်းကပြီးသွားပြီ။အဲ့ဒီဝန်တို့မိုးတွေကိုတစ်သက်လုံးထမ်းထားဖို့မလိုပါဘူး။ဒါပေမဲ့ဆရာတော်ဒီတော့နောက်ကိုပြန်မကြည့်ရင်အားလုံးကိုမေ့သွားမှာပေါ့။ပြီးတော့ဘယ်သူလဲဆိုတာကိုပျောက်ကွယ်သွားမှာလားလို့ပေမကတူတူလေးမေးပါတယ်။ဆရာတော်ကမြေတစင်းဟာသူဟာတစ်ချိန်ကမိုးရေဖြစ်ခဲ့တာကိုမေ့သွားတယ်လို့မင်းထင်သလားလို့ပြန်မေးပါတယ်။မြစ်ဆိုတာတစ်ချိန်ကတိမ်တိုက်အဲ့ဒီမတိုင်ခင်ကသမုတ်တရားအဲ့ဒီမတိုင်ခင်ကမြေကြီးကတက်လာတဲ့အငွေ့သက်တွေပဲ။အရာများစွာဖြစ်ခဲ့ပေမဲ့သူဟာအရင်ကဘာဖြစ်ခဲ့လဲဆိုတာကိုဘိုးကျွေးပြီးရက်မနေဘူး။သူဟာစီစဉ်မြဲစီစဉ်တယ်။စီစဉ်ရဲ့နဲ့သူ့ရဲ့တဘာဝကပိုပြီးနှက်ဆိုင်လာတာပါပဲ။မင်းရဲ့ရှေ့ကိုမျက်နှာမူလိုက်ရင်ချစ်ရတဲ့သူတွေပျောက်ကွယ်သွားမှကိုမကြောက်ပါနဲ့။သူတို့ကမင်းရဲ့စိတ်နှလုံးထဲမှာရှိနေပြီးသားပါ။မင်းရဲ့အကြည့်မင်းရဲ့အတန်မင်းရဲ့ဂုဏတွေထဲမှာသူတို့ပါဝင်နေတယ်။အတိတ်ကိုဂုဏ်ပြီးဖို့နောက်ပြန်ကြည့်နေကြမလို့မင်းရှိကိုလှမ်းတဲ့ခြေလမ်းတိုင်းမှာသူတို့ကမမြင်ရတဲ့ပုံစံနဲ့မင်းနဲ့အတူပါလာပြီးသားပဲနောက်တနေ့မနေ့မှာတော့ပေမဟာကျောင်းတိုင်းထဲမှာနေရာယူလိုက်ပါတယ်အားလုံးကစောင့်ကြည့်နေကြတယ်သူမျက်လုံးကိုမိတ်အသက်ကိုခက်မမှန်ရှူပြီးဖြည်းဖြည်းချင်းလှည့်လိုက်ပါတယ်ပြီးတော့ပေမရှေ့ကိုရှောက်ပါတယ်အရှိန်နဲ့တော့မဟုတ်ဘူးနည်းနည်းတော့တုံတုံရင်ရင်ရှိပေမဲ့သူရှေ့ကိုပဲကြည့်ပြီးရှောက်သွားပါတယ်နောက်ကိုပြန်မကြည့်တော့ဘူးအတိတ်ကအရေးမကြီးဘူးလို့မဟုတ်ပါဘူးအတိတ်ကသူ့ကိုတိဆောက်ပေးခဲ့တာကိုနားလည်သွားလို့ပါအတိတ်ကပေးတဲ့လက်ဆောင်တွေကိုယူပြီးရှေ့ဆက်ဖို့ပဲရှိပါတော့တယ်ဒီပုံမြင်ကကျွန်တော်တို့အားလုံးအတွက်အမှန်တရားတစ်ခုပါကျွန်တော်တို့အားလုံးဟာတနည်းမဟုတ်တနည်းနဲ့နောက်ပြန်ရှောင်နေကြသူတွေပါအစင်မပြေခဲ့တဲ့စကားဝိုင်းတွေကိုစိတ်ထဲကနေပြန်ပြောနေတတ်တယ်ပြည့်စဲသွားတဲ့ပတ်သက်မှုကိုပြန်တွေးနေတယ်မအောင်မြင်ခင်ကတခုခုမဆုံးရှုံးခင်ကငါကိုပဲတန်းတာနေတတ်ကြတယ်ဒါပေမဲ့ဆရာတော်ကြီးသိခဲ့တဲ့အရာကအတိတ်ကိုခံပိုးထားခြင်းနဲ့အတိတ်ကြောင့်ပုံသွင်းခံရခြင်းဟာမတူပါဘူးအတိတ်ဆိုတာတင့်ကိုသင်ခန်းစာပေးဖို့တင့်ကိုပို့ပြီးနှက်ဆိုင်စေဖို့ပဲဖြစ်ပါတယ်မြစ်ကိုကူးပြီးတာနဲ့ဖောင်ကိုထားခဲ့ရမှာပါဖောင်ကိုဆက်ထမ်းထားတာဟာကျေးဇူးသိတတ်တာမဟုတ်ပဲကိုဝန်ထုတ်ဝန်ဖို့ဖြစ်စေတာပဲရှိပါတယ်အတိတ်ဆိုတာဆရာဖြစ်ရမယ်အိမ်မဖြစ်စေနဲ့အတိတ်ထဲမှာနေထိုင်ဖို့မဟုတ်ပဲအတိတ်ကနေတည်ယူဖို့ပါစာမျက်နှာကိုလှန်လိုက်ပါမိတ်ဆွေရှေ့ကိုမျက်နှာမူတာဟာမေးပစ်တာမဟုတ်ဘူးအရေးကြီးတဲ့အရာတွေကတင်းရဲ့ဇယိုက်ထဲမှာပျော်ဝင်နေပြီးသားပါနောက်ပြန်ကြည့်နေမှမှတ်မိနေမှာမဟုတ်ပါဘူးမတေချာမှုဆိုတာအန္တရာယ်မဟုတ်ဘူးအခွင့်အလမ်းပါရှေ့မှာဘာရှိမှန်းမသိတာဟာကြောက်စရာမဟုတ်ပဲဘာမဆိုဖြစ်လာနိုင်တဲ့အလားအလာတွေပါအတိတ်အတွက်အကောင်းဆုံးဂုဏ်ပြုမှုဟာရှေ့ကိုလှမ်းတာပါပဲတင့်ကိုပုံသွင်းပေးခဲ့တဲ့သူတွေအခက်အခဲတွေကိုတန်ဖိုးထားတယ်ဆိုရင်အဲ့ဒီအတွေ့အကြုံကိုသုံးပြီးပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ပါဘဝကြောင့်ခဏလောက်စဉ်းစားကြည့်ပါတင်ဘဲရာကိုနောက်ပြန်လှည့်ကြည့်ပြီးရှောက်နေမိတယ်ဆုံးရှုံးသွားတဲ့ကိုယ်ပုံရိပ်လားပတ်သက်မှုတစ်ခုလားနောင်တရနေတဲ့အခွင့်အရေးတစ်ခုလားဒါကိုထမ်းထားတာဘယ်လောက်ကြာပြီလဲမြစ်ကိုကူးခဲ့ပြီးပါပြီဟောင်းကိုချထားဖို့ပဲလိုပါတော့တယ်ရှေ့ကလမ်းကတင့်ကိုစောင့်နေပါတယ်ဖြည်းဖြည်းချင်းဖြစ်ရှေ့ကိုလမ်းပါခြေရဆိုတာနောက်မှကြံရစ်ခဲ့ဖို့ပဲဖြစ်ပါတယ်အိမ်ပြန်လမ်းဖြင့်ပြန်လိုက်ဖို့မဟုတ်ပါဘူးဇလန်းကတင့်နှလုံးသားကိုထိမိစေတဲ့ဆိုရင်အောက်က comment မှာဖြေခဲ့ပြီပေါ့တင်အကြာကြီးထမ်းထားမိတဲ့အတိတ်ကအရာကပါလေအဲ့ဒါကိုချထားဖို့ဒီဘက်ထဲမှာဘာတွေစလုပ်မလဲဒီဗီဒီယိုလေးကို like and share လုပ်ပေးခြင်းဖြင့်ရှေ့ဆက်ဖို့အားယူနေရသူတွေစီရောက်နိုင်ပါစေ Wisdom makes success ကိုလည်း subscribe လုပ်ထားပေးပါဦးနောက်တစ်ခါပြန်တွေ့ကြမယ်
စိတ်ရှိပါကျေးဇူးတင်တတ်ပါစေပြီးတော့ရှေ့ကိုပဲဆက်လျှောက်ပါတင်တရိရနေဖို့ကတင့်ရဲ့ခြေရာတွေဟာနောက်မှာပဲရှိတင်ပြီးတင့်ရဲ့ဘဝကတော့ရှေ့မှာပဲရှိပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘဝမှာဉာဏ်ပညာရှိစွာနဲ့ပြတ်တန်းရင်အောင်မြင်မှုတွေပိုင်ဆိုင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်တစ်ခါပြန်ဆုံတွေ့ကြပါမယ်